ပြည်ပကနေတင်သွင်းတဲ့ကုန်စည်တွေခွင့်ပြုချက်တက်မှတ်ချက်တွေနဲ့ကွဲလွဲပြီးတင်သွင်းလာတာတွေအရေးယူတာကိုဧပြီလ2ရက်နေ့အထိဆိုင်းငံ့ပေးထားပါတယ်။တရားမဝင်ကုန်စည်သားစီးရေးနဲ့ပပျောက်နိုင်ဖို့ဆိုပြီးကုန်စည်တွေတင်သွင်းတာတက်မှတ်ချက်နဲ့မကိုက်ပဲတင်သွင်းတာမျိုးအရေးယူတာကိုယာယီဆိုင်းငံ့ပေးထားတာပါ။2025ခုနှစ်အောက်တိုဘာလကနေ2026ခုနှစ်ဧပြီလ2ရက်နေ့အထိယာယီဆိုင်းငံ့တာဖြစ်ပြီးလိုအပ်ရင်တက်တန်းထပ်တိုးမယ်လို့ဆိုပါတယ်။ပြည်ပကကုန်ပစ္စည်းတင်သွင်းရမှာခွင့်ပြုချက်တက်မှတ်ချက်နဲ့ကွဲလွဲရင်ကုန်စည်တန်ဖိုး3ဆပေးလျော်ရပြီးတာဝန်ရှိသူကိုထောင်ဒဏ်3နှစ်ချမှတ်ရမှာပါဒီဥပဒေကို2019ခုနှစ်ကအတည်ပြုခဲ့တာဖြစ်ပြီးပင်လယ်ရေကြောင်းကနေတရားမဝင်တင်သွင်းတာကိုတားဆီးအရေးယူနိုင်ဖို့လုပ်ခဲ့တာဖြစ်ကအခုဖြေလျှော့ပေးနေတာပါစစ်ကောင်စီဟာနယ်စပ်ကနေကုန်စည်တင်သွင်းတာကိုတော့တရားမဝင်ကုန်ဆိုပြီးအကြက်ကင်ဖမ်းဆီးအရေးယူနေပြီးရေကြောင်းကနေတွင်းရင်ခွင့်ပြုပေးနေတာပါဒီထုတ်ပြန်ချက်တွေကြည့်ရင်တင်ပေါ်နဲ့ကုန်တင်လာပြီးတော့ခွင့်ပြုထားတဲ့ကုန်မဟုတ်ရင်လည်းတင်သွင်းခွင့်ဆက်ပြုနေတာဖြစ်ပြီးနယ်စပ်ကနေတွင်းလာရင်တော့ဖမ်းဆီးအရေးယူနေတာပါဒီအချက်ကိုကြည့်တာနဲ့မြန်မာနိုင်ငံကဥပဒေတွေဟာဟိုတစ်မျိုးဒီတစ်မျိုးဖြစ်နေပြီးပတ်သက်ကြောင်းတွေကိုတော့ဥပဒေနဲ့အကာအကွယ်ပေးနေတာပါ